ရားရှင်ကိုရောမြတ်ကြီးဦးဇင်းတို့တော်ကောင်းတို့ကိုယ်ွယ်ရာမိခိုးရာအားထားရာအဆုံးအမပိုင်ရှင်ဖြစ်တဲ့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အဆုံးအမတွေမှာအဓိကကယထာဘူတဉာဏ်ယထာဘူတဉာဏ်ဆိုတာဘာလဲဆိုတော့ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်ဘာလဲလဲအဲ့ဒါစာစကားအရာစကားနဲ့ပြောရင်ရှိကိုမရှိတိုင်းသိတဲ့ဉာဏ်ဘာဝဘာတိုင်းအဲ့ဒီရှိတိုင်းသိတဲ့ယထာဘုရားဉာဏ်ရဖို့ဆိုရင်ဦးဇင်းကတော့တလုံးတည်းပဲပြောခြင်းနှစ်ဖက်မြင်အောင်ကြည့်ဘာလဲတန်တရားတစ်ခွင်လုံးမှာဦးဇင်းတို့သူတော်ကောင်းတို့ဟာကိုယ့်ဘက်ပဲကိုရက်ခဲ့ကြတာပေါ့လေအဲ့တော့ခွင့်ရေးဆိုရင်သူတော်ဘာကိုမျှဝေပေးခြင်းလားကိုတယောက်တည်းပဲလိုခြင်းလားပြစ်ဒဏ်နေဆိုရင်တော့အလုပ်တစ်ခုမအောင်မြင်တော့ဘူးဆိုရင်ဘယ်သူကြောင့်သူများကြောင့်အဲ့ဒီကောင်တွေငါပြောသားပဲဒီလေပဲသာသနာရခိတအသင်းကြီးကဩဝါဒပေးပါအောင်မယားဆိုလို့ပေးလိုက်အဲ့တော့သူ့ဘက်ကိုယ်ပဲမြတ်ကြည့်ပေါ့ကိုယ့်အပြစ်ကိုနော်လူတယောက်ရဲ့ချွင်းရင်းချက်ကိုတယောက်ကသိခံတယောက်ရဲ့အပြစ်ကိုတယောက်ကခွင့်လွတ်တယောက်လိုအားချက်ကိုတယောက်ကဖြည့်ဆည်းညီညွတ်ဖို့လိုတယ်ဘာလို့လဲဒီနေ့ငါတို့နှစ်ပေါင်း1500ကျော်သာသနာတော်ကြီးကိုထိန်းလာပြီးမှဘာလို့သာသနာတော်အောက်တန်းနောက်တန်းကျသွားသလဲမေးညီညွတ်ခြင်းမရှိကြလို့တယောက်နဲ့တယောက်နားလည်နိုင်ခြင်းခွင့်လွတ်နိုင်ခြင်းအကောင်းမြင်တတ်ခြင်းမရှိပါဘူးပရိယသမားများကလည်းပရိယသမားအချင်းချင်းဦးဇင်းတို့မြင်သာတာပြောရရင်ဦးဇင်းကတော့လူဘဝရောက်လာတာလည်းသိမကြသေးဘူး73ဝါပဲရှိပါသေးတယ်အဲ့တော့လူသားတစ်ယောက်အနေနဲ့ဝေဖန်ပြရင်ကျောင်းတိုင်းဘုန်းကြီး9ပါးလောက်စုပြီးပရိတ်ရွတ်ခိုင်းတယ်လို့ပဲနော်ကျောင်းတိုင်းဘုန်းကြီး9ပါးပရိတ်ရွတ်ရင်အဲ့ဒါဘယ်လို့မှနာလို့မရတော့ဘူးဘယ်ရောက်တော့မှမသိဘူးယထာနဲ့လူဘာဝတော့တယောက်ကရက်ခဏနေပါတယောက်ကတတ်တဲ့ညီနိုင်ပြီးတော့ညီညွတ်ညွတ်ဖြစ်ရမှာအောက်ကတရားနာပရိသတ်ဆိုတာဒီပါဠိတော်အတန်လေးတွေကြားကျင်တာဘုရားရှင်ရဲ့ပါဠိတော်ဆိုတာကလေဘာမှနားမလဲခြင်းနေပါစေအမွှန်းတင်ပြောတာမဟုတ်ဘူးအဲ့ဒီမဂ္ဂဒအတန်ကလေးကိုကြီးညိုတတ်ယုံနဲ့ကုသိုလ်ရပြီလားကျုံသလားအဲ့တော်များများဦးဇင်းတို့ကြုံတွေ့ဘူးတယ်အဲ့တော့သူเจ้าကိုเจ้าနဲ့သူเจ้าတိုင်းကိုเจ้าတိုင်းသာစုပြီးတော့ရွတ်ခိုင်းလိုက်အဲ့ဒီပရိတ်တရားနာလို့ကိုမရအဲ့ဒါဘာဖြစ်တာလဲဆိုတော့မညီညွတ်တာကမ္မထမ်းဆရာချင်းချင်းလဲမညီညွတ်ဘူးအဲ့ဒါကြောင့်ညင်းစရာမလိုတာတွေညင်းလာတာပေါ့ကြာကြာထိုင်မှတရားလားမပြင်းမှတရားလားဟောမလိုအပ်တဲ့နေရာတွေအချိန်ကုန်နေတာဟိုဘက်အိဋ္ဌလက္ခဏာပဲရောက်နေမှမသိရှင်းလားသာသနာသိအရေးကြီးတယ်ဘယ်သူမှမာနတက်เสียမလိုဘူးအားလုံးကဘယ်သူဟောတဲ့တရားတွေလဲဘုရားဟောမှသိတာသိကြီးကျယ်မနေနဲ့ရှင်းလားအဲ့တော့သူသိကိုသိဖလဲသူ့အမြင်ကကိုယ်အမြင်များသားရင်နီးယူပါဘောပါလားလက်ခံကျင့်သုံးနိုင်ရကိုယ်ယူကသားနေရင်လည်းဝင်ငှနိုင်ရရှင်းလားအဲ့ဒါသိအရေးကြီးတဲ့ကိစ္စတွေဦးဇင်းတို့မြင်နေတာလူဘဝကလေးကရင်ခုယဟန်ဘဝသာသနာပြုလာတော့ကို10ဝါကြော်လာတော့နည်းနည်းထည့်ပြောလာတယ်တလောကပဲဆရာတော်ကြီးတစ်ပါးနဲ့တွေ့တော့တပည့်တော်လည်းဝါငယ်သေးအသက်သာကြီးနေတာနော်တက်တော်80ဝါတော်1စာတော်ကိတ်ဆိုသလိုပဲတပည့်တော်မူကြိုเจ้าသားဖြစ်နေတော့ပြောရဆိုရသိခက်နေတယ်ဗျာတပည့်တော်ပြောခြင်း
များသောအားဖြင့်သံဃာများကလည်းကိုယ့်ဘက်ပြောရင်မကြိုက်ဘူးဘောပါလားဘုန်းကြီးစာချလို့မရဘူးဖေဟာဆိုတော့ငါရှင်တဲ့အဲ့ဒါတွေငဲ့ဖို့အချိန်မရှိတော့ဘူးကွာသာသနာကပြိုလူပြက်လူဖြစ်နေပြီပြောတာပြောပါတဲ့ငါအာမခံတဲ့နောက်ကနေမင်းနောက်မှာငါရှိတယ်ငါနောက်မှာရဲနေဆိုသလိုပဲပေါ့နော်အဲ့တော့ပြောတယ်ဆိုတာအားလုံးကိုပေါ့လေသာသနာတော်ကြီးတရားလုံးနဲ့အရှင်ကောင်းရှင်မြတ်အားလုံးကိုလည်းဥစဉ်ကဒီနေရာကနေပန်ကြားလို့ပါတယ်မေတ္တာရက်ခံလို့ပါတယ်ညီညွတ်ပေးကြပါနှစ်ဖက်မြင်အောင်ကြည်ပေးပါရှင်းသလားဒါယကာမများလည်းအားလုံးညီညွတ်ပေးကြပါဒါစမ်းသပ်ပွဲကြီးပေါ့ဗျာလူတွေသိများတယ်အဆောက်အုံနေထားတယ်လူကသိကျဉ်းကျပ်နေတယ်လူတွေအများကြီးဖြစ်နေနှစ်ဖက်မြင်စိတ်ကလေးနဲ့ဆိုရင်အားလုံးပြည့်လဲသွားရှင်းလားအားလုံးဒီအသိဟာလိုအပ်လားမလိုအပ်ဘူးလားယထာဗုဒ္ဓဉာဏ်အဲ့ဒီဉာဏ်မရမချင်းတော်ကောင်းတို့လိုချင်တဲ့လွတ်ချင်းလွတ်မြောက်ခြင်းချမ်းသာခြင်းငြိမ်းအေးခြင်းဆိုတာမရနိုင်ဘူးဆိုတာသိတာရှိဘူးဆိုတာသိဖို့လိုတယ်အဲ့တော့ခုဦးဇင်းတို့တော်ကောင်းတို့မှာခန္ဓာရည်လို့ရလာတော့ဒီနေ့တော့နည်းနည်းလေးတန်းပြောင်းမယ်နော်ကြိုတောင်းမှထားဒီအဲ့ဒါအလိုလိုက်လိုက်တာနဲ့ဒီနေ့ကုန်ဧည့်ခံစကားပြောလိုက်တာလေဘင်းကသိချီနေမကောင်းအဲ့တော့တဏှာကြီးနော်ဦးဇင်းတို့မန္တလေးမှာတော့ဧည့်သည်လုံးဝမတွေ့ပါဘူးအခုတော့တရားဟောကန်ဤစီဧည့်မပြတ်ဘူးဖြစ်သွားတယ်အဲ့တော့ကျမ်းမာရေးအရာဒီနေ့နည်းနည်းလေးပေါ့လေရိုင်းခြင်းတယ်အဲ့တော့သိခံပြီးတော့ဒီနေ့တော့လေပြေလေးနဲ့ပဲသွားကြတာပေါ့နော်အဲ့တော့ခန္ဓာဘယ်နှပါဟုတ်ပြီဒီခန္ဓာကြီးရလာကြတဲ့ကသူတော်ကောင်းတို့မလွဲမသွေရင်ဆိုင်ရမှာကလောကဓာတ်၈ပါးဒေတာခဏထောင်းဒေတာပေါ့အချိန်တန်တော့သိကြတာပေါ့နော်ဘာနဲ့ရင်ဆိုင်ရဟုတ်လားမဟုတ်လားလောကဓာတ်၈ပါးမှာဥစဉ်မကြမ်းမေးဘူးတယ်အကောင်းဘက်က၄ပါးအဆိုးဘက်ကအလုံးလောကဓာတ်ဘယ်နှပါးလဲအကောင်း၄ပါးကိုလောကဓာတ်ခေါ်တာလားအဆိုး၄ပါးကိုလောကဓာတ်ခေါ်တာအဲ့ဒီမှာသုတ္တဝါအရိယာသာဝကောနဲ့အသုတ္တဝါပုထုဇဏောအဲ့ဒါကွာပါစာသံပေသံတွေပြောနေဝေးပါအကြမ်းမြင်များတဲ့လူနဲ့အကြမ်းမြင်နည်းတဲ့ဒါကွာပါအကြမ်းမြင်နည်းတဲ့လူကအဆိုးမှလောကဓာတ်လို့သုံးအကြမ်းမြင်ပြည့်စုံတဲ့လူကြတော့အကောင်းလဲလောကဓာတ်ပဲဆိုလဲလောကဓာတ်ဒါပြင်ချဲပေါက်တာလဲလောကဓာတ်ပဲချဲမပေါက်လဲလိုတရနေလဲလိုတမရလဲချမ်းသာနေလဲဆင်းရဲနေလဲမြင့်နေလဲနှိမ့်သွားလဲမြင့်ခြင်းဟာနှိမ့်ဖို့အတွက်နိုင်ခြင်းဟာရှုံးဖို့အတွက်အဲ့ဒီတတိနှစ်ဖက်မြင်တဲ့အသိမရှိရင်ဒီပုဂ္ဂိုလ်ချမ်းသာမလားဆင်းရဲနိုင်နေတော့မှလည်းမာနနဲ့ပူလောင်နေရှင်းနော်ရှုံးပြန်တော့လဲဒေါသနဲ့ပူလောင်ဟင်ရှုံးပြန်တော့လဲဒီအားလုံးညီညွတ်ဖို့ဆိုတာအဲ့ဒါပေါ့နော်တချို့ကမင်းခယောက်ျားများဖြစ်လာခဲ့ရင်ကိုများအထင်ကြီးလို့ငါကရက်ွက်လူကြီးဆိုရင်တော့မျက်စိသိမ့်မပွင့်ခြင်းတကယ်တော့အဲ့ဒါအစေခံနေနော်ဟမ်မင်းခယောက်ျားဆိုတာဗာလဲအစေခံဒီတိုင်းသူပြည်သားဆိုတာအဖိနှိတ်ခံဘယ်ကောင်ငါများသာတယ်ပြောခြင်းလို့ရှင်းသလားဟင်မင်းခယောက်ျားကန္တာသစ်ပဲမင်းရသူဘလောက်မြဲမလဲတိုင်းမူရဲမြင့်သားပြောသလိုပေါ့နော်ရဲမြင့်သားမန်းလေးမှာတောင်းချမ်းနေတယ်အဲတော့ခေါ်ကြည့်တန်းကွာအဲ့ကောင်ခေါ်လာအဲ့တော့မင်းဘာလို့မဟုတ်တာတွေရှောက်လုံးနေလေမင်းကဘာလို့ကျွန်တော်ဘာလို့တဲကူကတဲ့အိတ်ဘာမှပေးစရာမလိုဘူးအေးဟုတ်တယ်မှန်တယ်အဲ့ဒါမင်းဆွမ်းစထင်သလားမင်းဖေဆွမ်းစထင်သလားမင်းဖေတိုင်းမှုကမင်းနဲ့ဘာမှဆိုင်ဘူးတိုးတော့မင်းဖေကြောက်တာနဲ့မင်းဘယ်သူမှပြောရဘူးပေါ့ကွာ
မိဖေရာသူဘလောက်မြဲမထင်လဲဦးဇင်းမေးမောကြည့်မလို့10 နှစ်กว่า10 နှစ်တော့မရတော့ဘူးထင်တယ်ဗျာမင်းသိနေတာပဲရှင်းလားဟမ်မင်းသိနေတာပဲလို့10 နှစ်ဟိုဘက်မင်းဖေရာသူပြောရင်မင်းဘယ်လိုနေမထင်လဲအဲ့တော့အခုမင်းလုတ်ပိုင်ခွင့်လေးရှိတော့မှအများကချစ်ခင်အောင်အများအကျိုးရှိအောင်လှုပ်ဆန်းမှာကွာကိုမဖြက်စည်းပါနဲ့မင်းတို့အသက်ငယ်ငယ်လေးရှိသေးတယ်လို့ပြောလိုက်သဘောပေါက်သွားတယ်နော်သူပြရတော့ကျေးဇူးတင်တယ်ပြောတာပဲဘယ်လောက်ကောင်းသွားတယ်တော့မသိဘူးပေါ့သဘောပါသလားအဲ့ဒါပဲအဲ့တော့ကိုဘဝကိုနားလည်ဖို့လို့ဗါတယ်ညင်းနေတာဘာလို့ဖို့လဲလိမ့်ဖို့ကိုဘဝအစီကံဖြစ်နေတာကိုမသိပဲနဲ့ဘဝင်နေမြင့်ဆိုရင်မာနနဲ့ဒီလူတွေဘာဖြစ်နေပူလောင်ရှင်းသလားခံရသူတွေကြတော့ဒေါသနဲ့ပူလောင်ဒါပေမဲ့ကုသိုလ်တရားတွေတိုးပွားနေလားအကုသိုလ်တရားတွေတိုးပွားနေအဲ့ဒါဘာဖြစ်လို့လဲနှစ်ဖက်မမြင်တတ်ဘူးရှင်းလားသူ့ဘက်ကိုယ်ဘက်မြမကြည့်အဲ့တော့ဒါလေးကိုဥပမာပေးရရင်မနေ့ကဒေဝရကြီးထုတ်ပြီးပြီဆိုတော့ဒီနေ့ဇက်လက်ကြီးထုတ်ကြသေးတာပေါ့နော်အဇတတအဇတမင်းဟာကောသလတိုင်းနဲ့စစ်ဖြစ်ဘယ်သူနဲ့စစ်ဖြစ်ကောသလမင်းကြီးဆိုတာသူ့ဦးလေးသူ့အမေကကောသလမင်းကြီးရဲ့နမဟုတ်ပြီနော်အဲ့ဒါမဟာကောသလမင်းကြီးကဗိမသာရမင်းကြီးကိုချစ်လွန်းလို့သူ့သမီးကိုပေးထားတာဗိမသာရမင်းကြီးကသိပြီးတော့စိတ်ထားမြင့်မြတ်တယ်သိတော်တယ်ဘုံရှင်ကံရှင်လည်းဖြစ်တဲ့ဉာဏ်ပညာလည်းရှိတယ်စိတ်ရင်းလည်းအမတန်ကောင်းတဲ့မင်းမို့လို့မဟာကောသလမင်းကြီးကသူ့သမီးပေးထားတော့အဇာတသရဲ့အမေဟာကောသလမင်းကြီးရဲ့သမီးဟုတ်ပြီနော်အဲ့ဒီနောက်ကအခုသာပသိနတိကောသလမင်းကြီးတက်လာတော့ဒါရောက်ဖို့တော့ပေါ့ဗျာအဲ့ဒီမှာအဇာတသကသူ့ဖေကိုသတ်မင်းလုံးအဲ့တော့ဒီမင်းသမီးကိုပေးလိုက်တဲ့အချိန်ကလေးကယမဟာကောသလမင်းကြီးကသမီးတော်အတွက်နန္တာဘူးဆိုတာသမီးတော်လိမ့်ဖို့ခြေဖို့သဖို့ဆိုပြီးတော့နေဇက်ကရွာတရွာကိုဒါနန္တာဘူးပေးလိုက်ဟုတ်ပြီနော်ကောသလတိုင်းနဲ့ရာဇဂိုပြည်နဲ့အဆက်ပေါ့အဲ့ဒီနေရာမှာရွာလေးတရွာကိုပေးလိုက်ပြီးတော့အဇာတတကဗိမသာရကိုသာမကြခင်ပါပဲဒီရဲ့မိဖုရားရဲ့ကောသလမင်းကြီးရဲ့သမီးကလည်းယောက်ျားချစ်တဲ့စိတ်နဲ့ပဲသိပါတယ်သိတော့အဲ့ဒီအချိန်မှာကောသလမင်းကြီးကလည်းသူ့ဦးလေးပေါ့လေအဇာတတရဲ့ဦးလေးကလည်းနန်းတက်နေဆိုတော့ဒီလောက်ရိုင်းတဲ့ကောင်ကွာတဲ့အဲ့တော့ဒီလောက်ရိုင်းတဲ့ကောင်ကိုငါရွာမပေးနိုင်ဘူးဆိုပြီးတော့သူ့နှမအတွက်ပေးထားတဲ့ရွာကိုပြန်သိမ်းတော့အဇာတတနဲ့ဆွဖြစ်ဦးကြီးနဲ့တူနဲ့စစ်ဖြစ်ကြတာပေါ့ဗျာအဲဒီရွာတရွာကိုလူကြတယ်အဲ့တော့အဲ့ဒီအချိန်မှာဂေါသလတိုင်းနဲ့ရာဇဂိုပြည်နဲ့ကအိန္ဒိယနိုင်ငံမှာအင်အားအကြီးဆုံးနိုင်ငံနှစ်နိုင်ငံဖြစ်နေတယ်ဟုတ်ပြီနော်ကောသလမင်းကြီးကလည်းဧကရစ်ပဲအဇာတတကလည်းဧကရစ်ဆိုတာတော့နည်းနည်းလေးနားလည်အောင်ရှင်းရင်ကလေးတွေတော့ပေါ့လူကြီးတွေတော့ဒါသိပြီးသားရှားရှည်တယ်လည်းမထင်ပါနဲ့ဘုဒ္ဓဘိုင်းဆိုတာလည်းပြောစရာကြံသေးလို့ဒေသလေးတွေတစ်ခုပြီးတစ်ခုပေါ့လေအခုမန္တလေးတိုင်းမူပေါ့လေအဲ့ဒါပတိသရိခေါ်နော်နောက်မကွေးတိုင်းမူပေါ့လေသူတို့တော့နေပန်ကြီးတွေဘာတွေခေါ်ကြတာပေါ့လေတို့ကနမူနာပေးရမယ်ဆိုရင်အဲ့တော့မန္တလေးတိုင်းမူပတိသရိနော်မကွေးတိုင်းမူပတိသရိဧရာဝတီတိုင်းမူပတိသရိပတိသရာဇဒေသလေးတစ်ခုကိုအပိုင်စားရအဲ့ဒါကိုပတိသရိခေါ်အဲ့ဒီပရိသေတွေကိုအကုန်လုံးသိမ်းယုံပြီးစူးစီးထားလိုက်တယ်အဲ့ဒီဟာတွေရဲ့အထက်ကမင်းဆိုတော့သူ့ဘာခေါ်လဲ
ဧကရေခေါ်ဟုတ်ပြီနော်အဲ့တော့တိုင်းကြီး16တိုင်းအလဲဆုံးသူတို့ပိုင်ရတယ်ပေါ့အဲ့တော့ပရိသရာဇာလေးတွေအသီးသီးကိုတိမ့်ပြီးတော့အုပ်ချုပ်ထားတာကိုပါခေါ်လဲဧကရေဆိုတော့ရာဇကြိုပြည့်ရှင်ကလည်းဧကရေပဲဂေါသလတိုင်းရှင်ကလည်းဧကရေအဲ့တော့အင်အားချင်းလည်းမြနေတော့ဗျူဟာသာတဲ့လူကနိုင်တာပေါ့ဗျသူတပြန်ကိုတလဲအဲ့တော့ဇာတတကသူနိုင်တဲ့အလဲပျော်ပေါ့လေစစ်စီစင်မောင်းတွေတီအလံတွေလွင့်တခါလေအောင်စီအောင်မောင်းကြီးတီးပြီးတော့နိုင်ပြီတတိုင်းပြည်လုံးလက်អော်ပေါ့သူရှုံးတဲ့အလဲကြတော့ကုတ်ကလေးပြန်လေမောဘယ်ချင်းစင်းလိုက်မှတော့မဟုတ်ပါသဘောပါလားကုတ်ကလေးပြန်လာအဲ့အချင်းချင်းတိုက်နေကြတော့ပေါ့ဟိုဘက်ကကောသလမင်းကြီးကတော့သိတုံလို့ချင်းမရှိဘူးဒီနေရာကိုသူမပေးနိုင်ဘူးသူ့ရဲ့နမကိုပေးထားတဲ့နတ်သားဘုံမြေဖြစ်တဲ့အတွက်မင်းတို့ရာဇကြိုမပိုင်ဘူးကွဆိုပြီးတော့ငါနမလည်းမရှိဘူးပြန်သိမ့်နေရရင်ယူထားလိုက်မရပြန်စစ်စင်လိုက်ဟောလေတို့လို့ဟိုဘက်ကကောသလမင်းကသိမတုံလို့အဇာတသမင်းကတော့ငယ်လဲငယ်သေးပြန်တစ်ဖက်မြင်ဝါဒကလည်းမရှိပြန်ဆိုတော့သူနိုင်ရင်အပျော်ကြီးပြောတယ်ကဟာဂုံဟာပျော်ပွဲရှင်ပွဲတွေလုပ်ဟာအောင်စီအောင်မောင်းတွေတီးပြီးဝင်လာသူရှုံးရင်ဂုတ်ကလေးနော်ကျွတ်ကလေးလို့ပေါ့တယ်အဲ့တော့ဒီနေ့ကျတော့ဒါရှုံးတဲ့အလဲ့မှာဒါဖြစ်တဲ့ဟောတဲ့တရားပေါ့လေအဇာတသရှုံးလာတယ်ရှုံးပြီးတော့အဲ့လိုပဲကုတ်ကလေးပြန်လာရဟန်းနေရကြီးပြောတဝေကယူပြီးညတရားပွဲမတိုင်ခင်လေးမှာချင်းချင်းဆွေးနွေးပြီးပြောကြတယ်ဒီနေ့တော့ဟေးငါတို့ရာဇကြိုမျိုးတဲ့ဘာသာမှမကြားပါလားကွာဘာသာမှမကြားဆိုကွာဒီနေ့ဘာဖြစ်ပြန်ရှုံးပြန်ပြီကွာကုတ်နဲ့ကုတ်ချောင်းပြန်လာရင်ဘာဖြစ်လဲရှုံးပြန်ပြီကွာအဇာတသမင်းကရာဇအိန္ဒြေမရှိဘူးဟောဘာလဲပရိသရစ်ထက်မြတ်သောဧကရစ်သူကဖြစ်ထိုက်လို့ဖြစ်တာလားအဖေစီသတ်ပြီးယူထားတာလားမင်းဖြစ်ထိုက်သူမဟုတ်ပဲမင်းဖြစ်နေလို့ပေါ့ဗျာတော့မင်းတို့ရဲ့အိန္ဒြေမရှိဘူးရာဇအိန္ဒြေဆိုတာဒါလေးလည်းသိဖို့ကောင်းနော်ဘာဖြစ်လို့လဲဆိုဒါမို့လို့အခုဦးဇင်းတို့ယဟန်နေမှာလည်းရှိပါတယ်ဆေဝါပြည်တင်းဝိဘင်းတဖြာဆိုတာကျောင်းတိုင်းတို့ရဲ့အင်္ဂါရက်အဲ့ဆေဝါပြည်မှာဆိုတာတဝါနဝါရဲ့အိန္ဒြေနဲ့ဆေဝါ15ဝါအိန္ဒြေချင်းမတူဟမ်သာသနာရေးရာတွေစီစဉ်ဆုံးဖြတ်ပုံကောက်ချက်ဆွဲပုံတရားဓမ္မတွေနဲ့ဆက်ဆံပုံတွေမှာတူသေးလားတူပါဘူးအဲ့ဒါသူအရေးချင်းတဲ့သူပေါ့လေပြည့်မိမှတာဝန်ယူတာကောင်းအဲ့တော့အခုအဇာတသကမင်းဖြစ်ထိုက်တဲ့အိန္ဒြေမညီညွတ်သေးပဲနဲ့မင်းထလို့တော့ရာဇအိန္ဒြေစံချိန်မမီဘူးဒီတော့ကလေးစိတ်ကမပြောက်သေးပဲကိုဗျအဲ့တော့နိုင်တဲ့အခါအပျော်ကြီးပြောလိုက်ရှုံးတဲ့အခါကျတော့ကိုကလေးမိုင်းတွေချပြန်လာတွေးတဲ့လူအကုန်လုံးခွေးကစားကန်ကြောက်ပေါ်လေဟုတ်လားသူပြောနန်းတော်လည်းရှိတဲ့အကုန်အော်ဟစ်ဂျိတ်မောင်းဆိုတော့နန်းတော်သားလည်းဘယ်လိုမှမျက်နှာမသာရတော့ဘူးပေါ့အဲ့တော့ထင်တိုင်းကျဲတော့တာပေါ့ဆိုတော့ရာဇအိန္ဒြေမရှိပါဘူးတဲ့ဟိုလူကတစ်မျိုးပြောတစ်မျိုးဆုံးဖြတ်လိုက်ဒီလူကတစ်မျိုးပြောတစ်မျိုးဆုံးဖြတ်လိုက်ဟမ်တော့ကြမအောင်တော့ကြလန်အောင်ဆိုတာအဲ့ဒါမင်းဖြစ်တိုက်တဲ့အိန္ဒြေမရှိပဲနဲ့နော်ဘာဖြစ်လဲမင်းဖြစ်နေတဲ့ကောင်းနေအဲ့ဒါလိုမျိုးအုပ်ချုပ်တဲ့တိုင်းပြည်ဆိုရင်တော့အကုန်ဘလောင်ပလဲဖြစ်တာပဲမို့ဗျာရာဇကြိုကြီးမှပြောတယ်နော်တွေ့ဘူးလားအဲ့ဒါမျိုးမတွေ့ဘူးလဲပြီးတာပါပဲနော်တွေ့ဘူးချင်းလဲကိုအိမ်ရောက်မှကိုယ့်အကူမှန်ကြည့်ကြပေါ့ဒါပြောတာနော်သဘောပါသလားအဲ့ဒီမှာအဲ့လိုဘလောင်ပလဲဖြစ်နေတော့ရဟန်းတွေပြောကြအေးကွာတဲ့အဇာတသကအိန္ဒြေမဲ့လိုက်တာရာဇအိန္ဒြေမရှိဘူး
လူတကာတို့ရဲ့ကောင်းဆောင်ဆိုကြပါစို့ဦးဇင်းတို့မိသားစုရဲ့ကောင်းဆောင်တစ်ယောက်ပေါ့လေအိမ်တော်ဦးစီးဟာမိသားစုအရေးကြုံလာတဲ့အခါပြာရခတ်နေမယ်အိန္ဒြေညီညွတ်မှုမရှိဘူးဆိုရင်မိသားစုပြဿနာသူရှင်းနိုင်မှာရှင်းနိုင်ပါဘူးဗျာဟုတ်ပြီနော်ဒီတိုင်းပဲရှေ့ဆက်စပွားကြည့်လိုက်ရက်ွက်လူကြီးမျိုးနယ်လူကြီးပေါ့လေအသေးသေးလူကြီးဆိုတဲ့လူဟာလူကြီးအိန္ဒြေနဲ့ညီညွတ်ရအဲ့ဒါလိုညီညွတ်ခြင်းမရှိလို့လောကရန်ကတခုတုံလို့လိုက်တဲ့သူများကပါဇက်နဲ့ပြောလဲတုံလို့နော်လေတိုက်လဲလှုပ်ပေါ့လေနော်ရေကြီးလဲလှုပ်ပေါ့အဲ့ဒါလိုလှုပ်နေတဲ့စိတ်ထားမျိုးနဲ့သာခေါင်းဆောင်လှုပ်နေမယ်ဆိုရင်နောက်လိုက်လောက်ပါတွေအတွက်ကောအားကိုးရမလားအဲ့ဒီနေရာအတွက်တည်ငြိမ်မှုကောရှိမလားအဲ့ဒါအခုအစာတသမှာအဲ့ဒီပြဿနာတက်နေဆိုတော့ယဟန်ဒီကဒါဝေဖန်နေတော့ဘုရားရှင်ကိုရောမြတ်ကြီးပလင်ပေါ်ရောက်လာဘုရားမေးတယ်ရှင်သားတို့မင်းတို့ဘာပြောနေလဲအရှင်ဘုရားဒီနေ့လဲအစာတသဒေါသဘုံထပြန်လာတယ်ဟိုမှာကိုချောင်းနဲ့နန်းတော်ထဲလဲဟိုရန်ဒီရန်နေပြီဘုရားအဲ့ဒါသူရှုံးပြန်ပြီအဇာတသယာဇအိန္ဒြေမရှိဘူးလောကရန်ကိုခံနိုင်ရင်မရှိကုန်ဘူးဘုရားတပည့်တော်များဝေဖန်နေကြပါလေဒါပြောတော့အေးကွာအဇာတသကအခုမှမဟုတ်ဘူးဟေ့ဟိုတုန်းကလည်းဒီလိုပဲကွဟုတ်ပြီနော်ခုမှမဟုတ်ဘူးတဲ့ဗါတယ်ဟိုတုန်းကလည်းဒီလိုပဲကွာတဲ့အိန္ဒြေမဲ့ပြီးတော့နှစ်ဖက်မြင်တဲ့စိတ်မရှိဘူးကွာအိန္ဒြေမဲ့တယ်ဆိုတာဘာဖြစ်လို့လဲနှစ်ဖက်မြင်တတ်တဲ့စိတ်မရှိလို့ရှင်းလားတနည်းအားဖြင့်ယထာဘုဒ္ဓဉာဏ်မရှိလို့ကျင့်တတ်လားဒါကြောင့်ဦးဇင်းတို့ကအခုချိန်မှာဘယ်လိုကောင်းကိုပေါ့စစ်စစ်ကြည့်သူတော်ကောင်းတို့ဟာအဖက်ဘက်ကပြည့်စုံကုန်လုံးလိမ္မာပြီးသားနေလားမိုက်တုံးမိုက်ဆဲလားအဲ့ဒါတခြားပြောတာမဟုတ်ခုဦးဇင်းတို့သူတော်ကောင်းတို့မှာလိုအပ်ချက်တွေအများကြီးရှိသေးတယ်ဟမ်ဒါတွေဘယ်သူပြင်ရမှာအခုဘုရားရှင်ရဲ့ဒေသနာတွေပြန်ကြည့်ရင်ဟာဒေဝရာကြီးတုန်းကလည်းအခုမှမိုက်တာမဟုတ်ဘူးကွာဟမ်အခုမှမားတာမဟုတ်ဘူးဟေးဟိုတုန်းကလည်းမားပြီးရင်မားတဲ့အကျင့်ကပါတယ်ဟမ်ရှင်းနော်အခုဇတ်တော်လေးတွေဟောတယ်ဆိုဦးဇင်းကကောက်ချက်ဆွဲကြည့်ဩလူမိုက်ကလည်းမိုက်မြဲမိုက်ကြတာပဲဟမ်သူတော်ကောင်းများကလည်းလူမိုက်တွေရဲ့ဒဏ်ကိုခံကြရတာပဲဟုတ်ကလားအဲ့တော့ခုခင်ဗျားတို့ဒီတိုင်းပဲဆက်မိုက်မလားမိုက်ဆက်သိမ့်မလားသာသနာကြီးတို့ထိမ့်သိမ့်လာတာနှစ်ပေါင်း1500ဆိုရင်လေတကယ်သာတို့မြန်မာလူမျိုးတွေအရေးချင်းရှိဒီနေ့ဗုဒ္ဓသာသနာတော်ကြီးဟာတကဘာလုံးကလေးစားအပ်တဲ့သာသနာဖြစ်နေပြီဟမ်ဘုရားတို့ကျတို့မေးရောက်ခဲ့မှုပေါ်ဆခဲ့မှုကြောင့်မညီမညွတ်နဲ့ကိုယ်ချင်းချင်းတောင်မှဟိုကိုင်းနဲ့ဒီကိုင်းမတက်ဟိုဖွဲ့နဲ့ဒီဖွဲ့နဲ့မတက်ဟမ်ပရိတ်ကြောင့်ညီအောင်မရွတ်နိုင်ပါဘူးဆိုမှတော့ရောစရာမရှိတော့ဘူးပေါ့ခုဩဃာသာလည်းဒါနောက်ပိုင်းမှာဦးဇင်းတို့တော်တော်လေးကြက်ကြက်မတ်မတ်လှုပ်လာလို့ဩဃာသာလေးညီးလာမဟုတ်ရင်တယောက်တစ်ပေါက်ပါပဲဘာကြော့သွားမှမသိဘူးဘုန်းကြီးကလည်းဘေးညာဘေးတော့ပဲရှင်းလားအဲ့ဒါမညီညွတ်ချင်းကြောင့်သာသနာဟာတဖြည်းဖြည်းဘာဖြစ်လားဆုံးယုတ်လာတာနဲ့အမြဦးဇင်းတို့သူတော်ကောင်းတို့ရဲ့အကျိုးစီးပွားတွေလည်းပျက်စီးလာတယ်အဲ့ဒါမှတ်တာသာသနာတော်ဆုံးယုတ်သွားပြီဆိုတာနဲ့ခင်ဗျားတို့ကျုပ်တို့အတွက်အခွင့်အရေးတွေဆုံးရှုံးသွားတယ်ရနိုင်တဲ့လူဘဝမှာရနိုင်တဲ့အမြတ်တွေမရတော့ရှင်းလားကိုယ်ဘဝလေးကိုတန်ဖိုးရှိအောင်အသုံးချကြဖို့မလိုဘူးလားအဲ့ဒါနှစ်ဖက်မြင်သိအရေးကြီးတယ်အဲ့ဒါမညီညွတ်ချင်းကြောင့်သာသနာဟာတဖြည်းဖြည်းဘာဖြစ်လားဆုံးယုတ်လာတာနဲ့အမြဦးဇင်းတို့သူတော်ကောင်းတို့ရဲ့အကျိုးစီးပွားတွေလည်းပ
ပျက်စီးလာတယ်အဲ့ဒါမှတ်တာသာသနာတော်ဆုံးယုတ်သွားပြီဆိုတာနဲ့ခင်ဗျားတို့ကျုပ်တို့အတွက်အခွင့်အရေးတွေဆုံးရှုံးသွားတယ်ရနိုင်တဲ့လူဘဝမှာရနိုင်တဲ့အမျက်တွေမရတော့ရှင်းလားကိုယ်ဘဝလေးကိုတန်ဖိုးရှိအောင်အသုံးချကြဖို့မလိုဘူးလားအဲ့ဒါနှစ်ဖက်မြင်သိအရေးကြီးတယ်ကျင်းသလားအကောင်းအဆိုးကိုဝေဖန်နိုင်စွမ်းရှိရအကြောင်းအကျိုးကိုသုံးသပ်တတ်ရမယ်ဟုတ်ပြီနော်ဘာကြောင့်လဲဘာအတွက်လဲဆိုတာသိကိုသိနေရသိအောင်လဲကြိုးစားကျင်းကြလားအဲ့လိုမသိရင်ဦးဇင်းတို့မှာဟာခဏလေးဒေါသဖြစ်เสียဖြစ်လိုက်ရှူရှူရှဲရှဲနဲ့ဘာဖြစ်လို့ဒေါသဖြစ်လိုက်ကြပူဆွေးလိုက်ကြငိုကြွေးလိုက်ကြဝမ်းသာစရာရှိပါလေဝမ်းသာလိုက်ကြဆိုတော့ကိုနိုင်တဲ့အချိန်တော့ဖိထောက်ဟင်ရှုံးရပြီဆိုတော့တခါလဲလယ်ကြီးလိန်သားသလိုဘာလို့ဘာကြရမှာမသိတော့နောက်ဦးဇင်းနဲ့နီးစပ်ရဆိုရဝန်ထမ်းနေဆိုပြောတယ်တပည့်တော်60ကျော်ပြင်စင်ယူတော့မှအဲ့ကျိုးပြင်စင်ထားရတဲ့ရာလူကြီးလေကြိုပြီးတော့မှလှုပ်เสียကြိုင်စရာရှာထားလေပဲခင်ဗျာပင်စင်ကပြုတ်လာတာနဲ့ရာဓုကပြုတ်တာနဲ့ဘာလို့ဘာကြရမှမသိဘူးငကိုကတော့ယုံမှသူဩဇာပေးနေတာအပြင်ရောက်တော့သူဩဇာပေးမဲ့လူတွေနဲ့ကြီးတွေ့တော့အဲ့ဒါခန္ဓာရင်ရှိအောင်ကြိုးလုပ်တာဦးဇင်းပြောတယ်မတခါကြီးတယောက်ဆိုအခုချိန်ကြီးဖတ်ဆင်မဆင်နိုင်တော့ဘူးဘာပဲနလန်မထူတော့ကြိုးပြောတာတဲ့ဦးဇင်းကဟဲ့ဘာလို့မလဲတရားလုံးမလားဒါပေါ့လူမှုဝန်ထမ်းအလုပ်တစ်ခုလုံးမလားတာဝန်တစ်ခုခုယူပြီးတော့အလုပ်တစ်ခုလုပ်ဖို့စဉ်းစားတာအဲ့လိုမှမလုပ်နိုင်တော့ဘူးဆိုရင်ခင်ဗျာကြာရှုံးတော့မယ်ဆိုဟုတ်ပါပဲဦးဇင်းတို့တကားရင်တယောက်ပါပဲကြာရှုံးသွားပါပြီတချို့တော့ကြိုတင်ပြင်ဆင်ထားကြတဲ့အတွက်တရားအထုတ်တရားရည်သာဝင်အသာရှိသဖြင့်လုပ်ငန်းကိုဆက်လုပ်သွားတဲ့အတွက်သက်သာရသွားတဲ့လွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိမပြင်ဆင်နိုင်ရင်တော့ကြာရှုံးပါအခုလဲလောကဟောင်းအကျင့်ဇိုးလေးတွေပဲနဲ့လို့ကိုယ်ဆိုးကိုသိရမှာနော်ဒါလောကမှာသူတို့ဘာအပြစ်ကိုမြင်တတ်တဲ့လူနဲ့ကိုယ့်အပြစ်ကိုမြင်တတ်တဲ့လူဘယ်သူကတန်ဖို့ရှိလဲသိကြသလားဒီထဲမှာပြီးပြီးပြောက်ပြောက်မလုံးနဲ့နော်ဟမ်ကျေးဇူးပြုပြီဗျာဦးဇင်းတို့သာသနာတော်ကြီးအရေးကြီးချိန်နဲ့ခင်ဗျားတို့ကျုပ်တို့တက်တန်းတိုးချိန်ဖြစ်နေတဲ့အတွက်ပေါ်ဆချိန်မရဘူးနော်အဲ့တော့ပြီးပြီးပြောက်ပြောက်တော့မလုံးလိုက်ကြနဲ့ပြန်ပေးမယ်သူတော်ဘာအပြစ်ကိုကြည်တတ်ရှုတတ်မြင်တတ်သူနဲ့ကိုယ့်အပြစ်ကိုကြည်တတ်ရှုတတ်မြင်တတ်သူဘယ်သူကပိုပြီးတန်ဖို့ရှိပါသလဲတန်ဖို့ရှိတယ်အဲ့တော့ဘယ်သူကိုဘယ်သူစစ်ဆေးကြငါဟာကိုကြိုက်တာကိုလိုချင်တာကိုဖြစ်ချင်တာဖြစ်ရင်ဘယ်လိုစိတ်ထားရှိတတ်သလဲငါကများမှန်းနေရင်မှားတဲ့လူပေါ်မှာဘယ်လိုများပြုမှုဆက်ဆံတတ်သလဲဟုတ်ပြီနော်ကိုယ့်အပြစ်ကိုရှိရငါကြရှုံးနေတဲ့အချိန်မှာဘယ်လိုရှိနေလဲငါစိတ်ထားဟုတ်ပလားအဲ့တော့ကိုကြရှုံးချိန်မှာရှိတတ်တဲ့စိတ်ထားကိုသိထားရင်သူတို့ဘာကြရှုံးချိန်မှာလဲဖေးမနိုင်ရမယ်ကဲတင်နိုင်ရရှင်းသလားကိုချင်းစာစိတ်ရှိရကြည့်ဘုရားကိုယဟန်တွေကတောင်းပန်တယ်ရှင်ဘုရားတဲ့အခုဒီဘဝတော့တပည့်တော်မြင်နေရတော့သိတယ်အတိတ်တုန်းကသူဘယ်လိုများအိန္ဒြေမဲ့ခဲ့တယ်လဲကိုချင်းစာစိတ်ကင်းခဲ့တယ်လဲဆိုတာလေးတပည့်တော်တို့ပြောပါဦးဟောပါဦးပေါ့လေတောင်းပန်တယ်အေးကွာတခုတော့ဘဝတုန်းကအဇာတတကတောဥကလေးတစ်ခုတည်းကရေအိုင်လေးတအိုင်မှာရေမွေဖြစ်နေတယ်အဇာတတကဘာဖြစ်လဲအဇာတတကရေမွေငါဘုရားအလောင်းကတော့အဲ့ဒီရေအိုင်နားမှာကျက်စားတဲ့ဖားညူဘုရားအလောင်းကဘာဖြစ်လဲဘုရားအလောင်းကဖားအဇာတတအလောင်းကရေမွေနော်အကြောင်းမကြီးချင်းရှာတော့နှစ်ပါးလုံးတလိ္ဆန်ပေါ့လေနော်အဲ့ဒါဘာလဲဆိုတော့ဒါလည်းတန်တရားကြီးကိုသိတတ်ဖို့လိုတယ်ခင်ဗျားတို့ကျိုးတို့လည်းဘယ်ကလာတယ်ထင်တယ်သိကြတာပြောလိုက်မယ်မသိဘူးဆိုဖြေရသိခါကြတယ်အပေကလာဟ
ပြမပြလာတယ်လို့များဆိုခြင်းလားဆိုခြင်းဆိုကျုပ်ကအရင်ဆိုရမယ်ပြမပြလာလို့လူမျိုးကြီးဖြစ်နေတာမန်းတော့မဟုတ်ဘူးမရလို့တရှိစေနော်ကိုတော့အကောင်းကြီးပဲတွက်ကြတယ်မလားမတွက်ပါနဲ့အကောင်းတွက်လို့ဘဝင်မြင့်ရင်ခင်ဗျားတို့အကြနာတော့မယ်ရှင်းသလားရှင်းပါပြီအာမမဟုတ်ဘူးသမတတ္တနာမစတ္တရောအပါယသကဂေဟတတိတာခင်ဗျားတို့ကျိုးတို့အတွက်အမြဲနေအိမ်ဟာအပယ်လေးပုံဆိုတော့သေကြတာကတော့ဗျာဘယ်ကလာကြအိမ်ပြန်ကြမလားမဟုတ်ဘူးဒီနေ့ညတော့ပြန်မှသိတယ်အပယ်အိမ်ပြန်ကြမလားချက်ချင်းဗျာဒါမျိုးသတိရသိကောင်းတာလေသံပြောင်းသွားအိမ်ပြန်ကြမလားပြန်မဲ့လူတွေရှိသေးတယ်နော်မဖြေတဲ့လူတွေပါတယ်တဲ့ဟုတ်အပြင်ဘက်ကလူတွေအိမ်ပြန်ကြမလားအိမ်ပြန်ကြမလားဗျို့အပယ်ပြောတာတော့အိမ်ဆိုရင်ကိုအထိမခံနိုင်ဘူးနော်ရှိစေအဲ့တော့အပယ်လေးပုံကအမြဲနေအိမ်လို့ဘာလို့ပြောရလဲနော်ဘုရားကယုံ nant ဓမ္မသင်္ခါရကိုမေ့ရော့ဘောဆနေတဲ့ပုဂ္ဂိုလ်အတွက်အမြဲနေရအင်္ဂေဟာဘယ်လေးပုံဆိုတော့အခုခင်ဗျားတို့ယုံ nant အကြောင်းကိုပိုင်းခြားသိပလားလို့မေးမသိဘူးသိရင်ဒိဋ္ဌိစင်ပြီဒိဋ္ဌိစင်ရင်အဘယ်တကားပိတ်နေဘယ်တကားပိတ်ရင်သိရဲပါပြီဘုရားပြောတော့မှာပေါ့ခုခင်ဗျားတို့သိရဲပြီလားသိကြတယ်တကားမပိတ်သေးဘူးအဘယ်ရောက်ကြောင်းနဲ့တုတ်ထားတာတွေမရှိဘူးလားရှိတယ်ကိုလေမကောင်းတဲ့ဘက်ကထားပါဘယ်ဘက်ကထားငါတို့ကလည်းတသံတရားလုံးမကောင်းခဲ့ဘူးဦးဇင်းရဲ့ယောဂီတယောက်ရှိတယ်ခုတော့သိသွားပြီဦးလုံးနဲ့တခါကြီးကအသက်80ကျော်လောက်မှသူတရားနဲ့တွေ့ပြီးတော့ဦးဇင်းတို့ဟောပုံပြောပုံဟောတာပြောတာတွေသူနားလေသွားပြီးတော့ကျောင်းမှာစကားဝင်နေဆိုရင်2 နာရီခွဲလောက်ကသူထားတောက်တော်ရေတောက်ယူတွေလဲရေတော့ကွက်တွေလဲခါတဲ့ဩဃာသဘုရားကတော့ပြီးရင်သူပါလဲဗုဒ္ဓမြတ်စွာသာသနာပွင့်ထွန်းလာလို့ကုသိုလ်အကုသိုလ်ဤကားကုသိုလ်အကုသိုလ်ဟုထုံဘုံဘဝသိကြရနော်များလာကျေးဇူးတွေနော်ငါကပွင့်ထွန်းမပေါ်လာလို့မသိခဲ့ရဘူးအပြစ်တွေများလိုက်တာဒါလေးသူအမြဲတမ်းရွတ်သူများအေးပြက်မယ်တကကြီးဆိုတော့မပြက်အောင်လုပ်ပါမယ်ဗျာဝေးရသူလှုပ်ရှာဘာလို့တကကြီးဒီလောက်ကြိုးစားနေလဲဦးဇင်းမေးကြည့်တယ်အပြစ်တွေများလို့ဗျာတဲ့တပည့်တော်ကတစ်သက်လုံးကောင်းခဲ့တဲ့ကောင်မဟုတ်ဘူးဦးဇင်းသာဓုခေါ်တယ်သာဓုသူအမှန်သိရှာတယ်တခြားသောဘာသာတစ်ခုကပြောသလိုလူသားအလုံးကအပြစ်သားတွေတဲ့သူတို့ဘာသာပြောတာအဲ့တော့ဦးဇင်းကကြည့်တယ်ဟုတ်တယ်အလုံးအကုသိုလ်နဲ့ကင်းတဲ့လူမရှိဘူးအဲ့တော့ပေါ်ဆန်းဆန်းနေလို့တော့ဘုရားနစ်မွန်းပါတော့လူဝါရကလူပိသအောင်လူဖိကျွန်းအောင်လုပ်ဖို့မလိုဘူးလားအဲ့ဒါပေါ်ဆန်းဆန်းနေအပယ်ပဲပြန်မှာလူသသိန်းနဲ့သသိန်းသိလို့ဒုက္ခရီတရားမရောက်ဘူးအကုန်ပဲသွားတာအပယ်သွားတာအဲ့ဒါဘုရားလက်ထက်ကနော်ဘုရားလက်ထက်ကပုံကိုယ်တွေနဲ့အခုခမည်းတော်ကျွတ်တို့ရဲ့စိတ်ထားနဲ့ရှင်းလားဘုရားလက်ထက်အတာသားပါအခု80ကျော်90ကျော်ကြီးတွေကြည်စမ်းသူတို့ငကောကယက်တီမှုနဲ့အခုယက်တီမှုချင်းစိတ်ထားချင်းဆုတ်ကတ်ကြီးကိုဗျအဲ့တော့ဘုရားလက်ထက်ကဒီလောက်စိတ်ကောင်းနှလုံးကောင်းရှိကြသူတွေချမ်းချမ်းသာသာနေရတဲ့လူတွေတောင်မှအပင်သွားတယ်ဆိုရင်ဘုရားတို့အတွက်တော့ကျုပ်တို့အတွက်တော့တွက်เสียသေချာပြီးသားဖြစ်နေရှင်းလားဒါပေမဲ့မပြင်မဲနဲ့တော့ရှင်းသလားအဲ့ဒါအခုမိစ္ဆာဒိဋ္ဌိဆိုတဲ့ဓာတ်ကိုယ်ွယ်မှုနတ်ကိုယ်ွယ်မှုတို့ပြောပါတယ်အခုဦးဇင်းတို့ရေနံချောင်းပဲရောက်တော့မေးတယ်ရှင်ဗျာတဲ့ရှင်ဗျာဘိုးအောင်ဘိုးမင်းကောင်အပယ်သွားပြီလို့ပြောတော့
မလွန်လုံးမူလားဗျာပုပ္ပန္နာနီးလို့ထပ်ရှင်းပြလိုက်ဦးမယ်နော်မလွန်မှုလို့သေးတယ်ဟာသူတို့ကဂုံတော်ပွားနေတာတဲ့မင်းတို့ဘယ်သူပြောတော့လို့ဂုံတော်ပွားနေတယ်လို့ဂုံတော်နဲ့သေသွားတာတဲ့အဲ့ဒါဘယ်သူမြင်လိုက်တုံးလို့ဟမ်သိကြတာတခုကတော့အနိစ္စကိုဘာလုပ်ထားနိစ္စလုပ်ထားဒုက္ခကိုဒုက္ခလုပ်ထားအနတ္တကိုအဲ့ဒါနိယတမိစ္ဆာဒိဋ္ဌိกว่าလို့မြဲတဲ့မိစ္ဆာဒိဋ္ဌိကြီးနဲ့ဆိုပုဂ္ဂိုလ်ဟာဘယ်တော့မှသူဂတိရောက်တယ်လို့မရှိဘူး60ကဘာလုံးဘုရားပြန်ကြည့်တာသူအလောင်းတော်တယောက်ဖက်ရောက်ဖူးတယ်လို့ဘုရားပြောထားတဲ့စကားရှိတယ်ရှင်းလားရှင်းတဲ့ဓမ္မသင်္ခါရလုံးမှထင်ရှားမသိလို့အပေအတွက်ပြောလို့ပြောဟင်အရှင်တို့ပြောလို့ပြောဆိုတာအဲ့ဒါယုံနံကိုမသိလို့အဲ့တော့ဘုရားဘာသာအစ်ဖြစ်ချင်းယုံနံသိမှဖြစ်ရှင်းလားရုပ်ဘာကြောင့်ဖြစ်တယ်နာမ်ဘာကြောင့်ဖြစ်တယ်ဒီနှစ်ခုပညာသိအဲ့ဒီကိုယ်ကွယ်မားတွေသွားသူမင်္ဂလာဘာလို့ရဲရဲပြောလဲဆိုဗုဒ္ဓအဆုံးအမပေါ်မှာငါတို့အကျွမ်းမဲ့ယုံတယ်ရှင်းလားအဲ့တော့အဲ့ဒီကောင်တွေအကုန်တယ်အောင်မယ်ရှင်းသလားဒီကဘာပြက်လို့မကျွတ်ဘူးတဲ့ကြီးကျယ်သေးတာမလေးဗုဒ္ဓမြတ်စွာသာသနာကိုသူတို့သာသနာပြုမှာတဲ့မင်းတေးရဖရာလက်ထက်တိုင်အောင်သာသနာကိုအထွတ်ရှင်အောင်စောင့်ရှောက်မှာယူသလားလို့ရှေးဖရာရဲ့အဆုံးအမရှေးဖရာရဲ့ဓာတ်တော်ကလေးတဆူကျွင်းနေရင်တော့နောက်ဖရာပွင့်ခွင့်မရှိလောကမှာဖရာနှစ်ဆူပွင့်ရိုးထုံးစံမရှိဘူးပြက်ချိန်တိုင်ရင်ပြက်ကိုပြက်ခုအဆုံးအမတွေရှိနေသေးလို့ခင်ဗျားတို့ကျုပ်တို့ရဲ့လက်ထဲမှာလည်းရှိနေတဲ့ကာလမို့လို့ရနိုင်သေးတဲ့ကာလမို့လို့ဒီမှာအသက်ပေးပြီးခင်ဗျားတို့အော်နေတာရှင်းလားခြေရောကျင်တတ်ကြလားဒါဖြင့်အချိန်ရှိကြနှစ်ဖက်မြင်ကျင်တတ်သလားသိချမ်းသာတယ်နှစ်ဖက်မြင်ရင်သိချမ်းသာရှင်းလားရှင်းပါပြီဒီမှာဘုရားလောင်းကဖားညူဖြစ်နေချာဟုတ်ပြီနော်အဇာတသကရေမွေအဲ့ဒါအဇာတသရေမွေကသူ့အိုင်ကလေးထဲမှာလာသမျှငါအကုန်ဖမ်းစားတယ်ဟုတ်ပြီနော်အဲ့ဒီမှာရေတုတ်သားတွေလာတော့ငါဖမ်းမလို့ဆိုပြီးတော့မြုံနေပါတယ်ထောင်တော့ငါတွေလဲဝိုင်းလာရင်လည်းအဲ့ဒီမြုံနဲ့မိနေတာငါတွေအများကြီးပေါ့ဗျာငါ့ဦးကြီးတော်လုံးမြုံနဲ့မိနေတဲ့အချိန်ဒီရေမွေကသူနာအစာချားလာတာနဲ့လိုက်ရှာကြည့်တော့မြုံထဲမှာငါတွေတော့တွေ့တော့သူကလည်းဟာโอเคပဲဒီလောက်များနေတဲ့ငါးတွေတော့အေးစစ်စစ်စားရုံပဲငါပြင်မမတော့ဖမ်းစရာမလိုတော့ဘူးဆိုပြီးတော့အဲ့ဒီငါးတွေမိနေတဲ့မြုံထဲကိုဝင်ချသွားပြီးသွားစားတော့ဟိုထဲမှာငါးတွေအများကြီးဖြစ်နေတော့တကောင်စားတာတွေ့တော့ဘယ်ကကောင်းနေဘာလို့မလဲဝိုင်းကြိုက်မှာပေါ့ဟင်အားနေလို့ခံရတာကိုဟင်အခုတော့စုပေါင်းမိပြီစုစည်းမိပြီအားကောင်းနေစီလုံးချင်းဟာဒါပဲအဲ့တော့ငါးတွေအများကြီးဖြစ်နေတော့ဒီရေမွေဝိုင်းကြိုက်အဲ့တော့မွေဆိုတာမျိုးကလည်းအစာတစ်ခုတွေ့လို့ချက်ချင်းမြူနိုင်တဲ့ကောင်မဟုတ်ဘူးအဲ့တော့တကောင်ဟတ်လိုက်နောက်ကဝိုင်းကြိုက်လိုက်တကောင်ဟတ်လိုက်ဝိုင်းကြိုက်လိုက်ဆိုတော့ဒီမွေအစာစားလို့မရတော့သူလည်းတော့အထိနာလာပင်မလာတော့ပြန်ထွက်ပြေးလာဘုံပေါ်တော်မတက်နိုင်ဘူးရေစကလေးတွေမောဆိုးနော်စိတ်ဓာတ်တွေကြာသူစားတော့ကတော့ဘယ်နဲ့တော့ပြုံနဲ့ဒီနေ့တော့အလဲဆိုတာလာမှာပဲရှင်းလားအဲ့တော့ပြုံနဲ့အဇာတသပြောချွေနေလိုက်တာမွေအဇာတသတောင်ပြည့်နေမွေရေမွေနော်အဲ့ပြောချွေနေလိုက်တာတခါတည်းအခုငါးတွေကဝိုင်းကြိုက်တော့သူဘာဖြစ်လားရှုံးလာတော့ဘာဖြစ်မိုင်းတွေးပြီးတော့စိတ်တွေညင်းသူဒုက္ခရောက်တယ်မောကလည်းဆိုးနေအဲ့ဒါကန်းဆက်ကလေးမိတ်တင်နေအဲ့ဒီချိန်ဖားညူကခုံဆွနဲ့ရောက်ဖားဆိုမှတော့ဘုရားအလောင်းပြဘာဖြစ်ခုံးလာမှာပေါ့ဗျာဟမ်အလောင်းတော်မို့လို့တလန်းချင်းတော့ရှောက်မလာဘူးဖားလို့ပဲလာမှာအဲ့တော့ခုံဆွနဲ့လာပြီးတော့မွေရှိကနေသူကနေပြောနေတာပေါ့လေ
ပြုံးနဲ့ကြည့်နေတာဘုရားလောင်းအဲ့တော့မွေးရမေးတယ်ဇာတတလောင်းမွေးကဟဲ့ဖားညိုတဲ့ငါပြောစမ်းမအောင်ကွာဒီငါးတွေလုတ်ပုံကောင်းသလားကွာမွေးရလေပါလေငါးတွေလုတ်ပုံကောင်းသလားသူစားတော့ကတော့ဗပြဲတစ်ပြဲစားနေပြီသူ့လက်ကြမှာကောင်းသလားဟမ်ရှင်းသလားလက်ကြမနှွဲ့နဲ့ပေါ့ကွာနော်ဟမ်ဗါတဲ့လက်ကြမနှွဲ့နဲ့ဖားငါဟိတ်ကောင်ဖားညူငါပြောစမ်းမှာကွာအဲ့ဒီငါးတွေလုတ်ပုံကောင်းသလားကွာငါဒီမှာစုပ်ပြတ်နေပြီဟမ်ဆိုတော့ဖားညူကအေးကွာတဲ့ဘာဆိုတာလဲဒီမွေကြောက်ရတာဖားညူကအရင်တုန်းကလည်းဒီမွေကိုသူဘာပြောရမလဲကြောက်မှာအဲ့တော့ငါမြင်ရပြောရရင်တော့ငါးတွေမှန်တယ်ဟုတ်ပြီလေမင်းမာတာမင်းရဲ့အိမ်ထဲမှာမင်းနေတော့တွေ့တဲ့ငါဖမ်းစားနေတော့သူတို့ခံရတာပဲမဟုတ်ဘူးလားတဲ့အခုငါများတဲ့နေရာမင်းသွားဖမ်းတော့မင်းမတာသူတို့နယ်ရောက်ရင်တော့ तू ကဘာလို့မလဲကြိုက်မှာပဲပေါ့ရှင်းလားဘုမအများစုစုယုံမိတဲ့နေရာညီညာနေတဲ့နေရာမင်းသွားလို့တော့ကြိုက်မှာပဲမှန်နေတဲ့ငါတွေရှင်းလားမင်းနေရာတော့လည်းမင်းမစားဘူးလားတဲ့ဟမ်ဒီမစားဘူးလားသူနေရာသူတို့ကလည်း तू အပိုင်စားနေတာပဲအခုသူများနေရသွားတော့မင်းမာတာရှင်းသလားရှင်းပါဗျာဒါဘုရားလောင်းပြောတဲ့စကားမမှန်ဘူးလားမှန်ပါဗျာမင်းနေရတော့ကလည်းမင်းစားနေတာပဲတဲ့အဲ့တော့အခုသူတို့နေရသွားမှတော့သူတို့ကလည်းကြိုက်မှာပဲကွာလို့ပြောတော့မွေရဒေါသဖြစ်တယ်ဘာဖြစ်လဲဒေါသဖြစ်ပေမဲ့ငါးကြိုက်တဲ့တရားနဲ့ဒီဖားကိုသူလိုက်နိုင်ပါဦးမလားမလိုက်နိုင်ဘူးဒေါသဖြစ်ရှူးနဲ့ဆိုသူဒေါသဖြစ်နေတာကိုနောက်ကငါးတွေကမြင်တယ်ဒီကောင်ဒေါသလည်းဖြစ်နေတယ်ဒီမွေလှုပ်လဲမလှုပ်နိုင်တော့ဘူးကဲငါတို့ရန်သူတော့ပြဒီတိုင်းထားလို့မကောင်းဘူးအပြတ်ရှင်းတာအေးတာပဲဆိုပြီးတော့ငါးအုပ်ကထွက်ကြိုက်တာဒီပါရောလားဗျာရှင်းသလားရှင်းပါဗျာအဲ့ဒါကြည့်လေသူ့လက်တုန်းကသူမစားဘူးလားသူနေရသူနဲ့တော့သူဟုတ်နေတာပဲအခုသူများမြုံနေဝင်သွားတော့အတိုက်ခံငါးတွေဘာလို့နိုင်သွားလဲသူစည်းညီညွတ်လို့နိုင်သွားတာငါကမွေစားသမျှခန်းနေရရှင်းသလားရှင်းပါပြီဟေးတကောင်ချင်းပြန်တိုက်လို့တော့မနိုင်ဘူးဟင်သူတို့စည်းညီညာနဲ့လဲငါးတွေဝိုင်းကြိုက်လိုက်ရောဒီမွေဘာဖြစ်တော့ဒေပါရောဆိုတော့ရန်သူရှင်းသွားတာပေါ့အဲ့တော့အဇာတတဟာတစ်ချိန်လုံးကလည်းဒီလိုပဲလုပ်ခဲ့ဘူးတယ်ဆိုတော့နိုင်တော့ပြုံရှုံးတော့မဲကနဲ့သူမနေရဘူးလားမနေရပါဘူးသူမှနှစ်ဖက်မြင်ဝါဒမရှိဘူးရှင်းလားရှင်းပါဗျာအဲ့ဒီစစ်ပွဲလေးများဦးစင်ပြီးအောင်ပြောရရင်ဒါလေးကအပူထည့်ပြောတာဇတ်တော်တဲ့ကတော့ဒီလောက်ပဲပြီးသွားပြီကိုယ့်ကိုဝေဖန်ဆိုပြီးဒါဒီကုန်းချုပ်လိုက်ရုံပဲဟုတ်ပြီနော်အပူလေးထည့်ပြောမယ်နော်ဒါကတခြားဇက်ကတစ်ခုပေါ့တရားနဲ့အတူရအများရန်တိုက်သလိုပဲကောသလနဲ့အဇာတသကလည်းအားတိုက်နေကြတာသူတို့နှစ်ယောက်ပါနော်အဲ့တော့တခါအဇာတသကနိုင်လိုက်တခါကောသလကနိုင်လိုက်ပေါ့လေဒါမျိုးဝတ္ထုတွေလည်းအများကြီးပါအဲ့ဒီမှာတခါကျတော့အဇာတသကနိုင်ပြီးတော့ပျော်ပြီးတော့ပြန်လာအဲ့ဒါကောသလကိုတော့သူမမိလိုက်ဘူးဒါပေမဲ့သူနယ်တော့သူပြန်ရတယ်ဟုတ်ပြီနော်အဲ့ဒီမှာဘုရားကိုရဟန်းတွေပြောကြတယ်လိုပဲဇာတတကြီးနိုင်လာတာဒီနေ့တော့တစ်မျိုးလုံးကိုစူးညံနေတာပဲဘောလောကိုညံလို့ပြောပွဲချပွဲတွေလုပ်ပေါ်လေနိုင်လာပြီဆိုတော့ပြုံးပေါ်လေဆိုတော့အေးကွာဒီနေ့သာနိုင်တာပါကွာနော်နိုင်ပြီဘာလို့ဥမာစောင့်ကြည့်ဘုရားကပြောလိုက်နောက်တစ်နေ့ကျတော့ရှုံးပါလေရောရှုံးတာမှရိုးရှုံးတာမဟုတ်ဘူးဟိုကလည်းကောသလမင်းကလည်းစစ်ဘယင်ပဲစစ်သိပ်ကျွမ်းကျင်တော့အဇာတတကိုထောင်ဖမ်းမိရောဟုတ်ပြီနော်ဘယင်မှာမိပြီဆိုတော့သူတိုင်းပြည်မှာမေးရတော့ဒါပေမဲ့ဟိုက
ရာဇအိန္ဒြေအပြည့်ရှိနိုင်တယ်ဆိုတိုင်းလည်းအနိုင်မပိုင်းဘူးကောသလမင်းကြီးရဲ့စိတ်ထားလည်းဒီနေရာချီးကျူးစရာလေးတွေပေါ့လေအဲ့တော့ကောင်းတာလေးတွေလည်းကောင်းတယ်လို့ပြောရတာပေါ့နော်အဲ့ကောသလမင်းကြီးကဖမ်းအဇာတတကိုတူတူကိုဖမ်းမိတော့အဇာတတကိုရှုံးယုံရှုံးတာလားအဖမ်းကိုခံလိုက်ရတော့မဲ့ယုံမကဘူးငိုယုံရှိတော့လားနော်တိုးတော့ကောသလမင်းကြီးကဘာမှမလုပ်ဘူးငါတူမင်းနဲ့ငါနဲ့တိုက်နေတော့တိုင်းသူပြည်သားတွေလည်းဆင်းရဲမင်းနဲ့ငါလည်းဆင်းရဲနောက်တစ်ခါဒီမြေအတွက်နဲ့မင်းနဲ့ငါနဲ့မတိုက်ပြရစီနဲ့ကြည်စမ်းသူတိုင်းပြည်မှာသိလို့မရဘူးလားရတယ်သိသလားမင်းငါတူတဲ့ငါကအကြီးဆိုပြီးတော့နိုင်တိုင်းအနိုင်မပိုင်းပါဘူးကွာဒါပေမဲ့မင်းအခုဒီမင်းအမေရဲ့မြေဟာငကိုကလေးကရင်ငါတို့ကောသလရဲ့မြေအဲ့တော့မင်းနောက်ထပ်လူစရာအကြောင်းမရှိဘူးနောက်ထပ်ဒီနယ်မြေအတွက်နဲ့စစ်မဖြစ်တော့ပါဘူးလို့မင်းသစ္စာရဲ့တော့အပြန်လုပ်ပေးလိုက်ရှင်းလားအဲ့ဒါသစ္စာရဲ့တိုက်ပြီးကြာနာမင်းကမင်းသားနဲ့ပြန်တင်ပေးလိုက်တယ်အဲ့ဒါငါတင်ပေးတယ်မင်းပဲကွာမင်းတိုက်ပြီးမင်းအုပ်ချုပ်တော့ကဲဘယ်လောက်သဘောထားဟေးဘာဖြစ်ထိုက်တဲ့ပုဂ္ဂိုလ်မင်းဖြစ်ထိုက်တဲ့ရာဇအိန္ဒြေအပြည့်ရှိရှင်းလားနှစ်ဖက်မြင်ဝါဒရှိတယ်မင်းမကျင်တတ်ဘူးဆိုတော့ငါသိပါတယ်တဲ့မင်းအမေမြေပဲတဲ့ဟုတ်ပြီနော်မင်းအမေမြေကတကယ်တော့ငါနှမကွာတဲ့ရှင်းလားရဲ့မင်းကငါတူလဲဖြစ်နေတဲ့အတွက်တဲ့မင်းကငါမတတ်ဘူးမင်းတိုင်းပြည်ကိုလည်းငါမယူတိုင်းမဲ့ဒီခါကိုတော့မင်းလုံးရက်ကုန်အပြစ်ပေးတဲ့အနေနဲ့ငါမပေးနိုင်ဘူးဒီမြေရှင်းလားဒါဖြင့်ကောသလမင်းကြီးဆုံးဖြတ်ချက်ကတရားမြတ်တမှုရှိမရှိရှိပါဗျာဘုရားရှင်ကိုရောမြတ်ကြီးကိုယ်တိုင်ချီးမွမ်းတာတွေ့လားတဲ့ဒီနေ့ငါပြောတယ်ကောသလနိုင်ပြီဒါပေမဲ့ကောသလကနိုင်တာမှတဲ့ရိုးနိုင်တာမဟုတ်ဘူးကွာတဲ့ထပ်ဆင့်တနည်းအားဖြင့်ထပ်ဆင့်အကယ်ဒမီပေါ့ဗျာဖေဖော်ဝါရီအကယ်ဒမီနေပြီဆိုတို့အကယ်ဒမီလို့ပဲပြောရနော်ဟမ်ဘာလဲထပ်ဆင့်အကယ်ဒမီထပ်ဆင့်ပြီးအောင်ပွဲယူသွားတာနောက်တစ်ခါဇာတတကသူ့ကိုတိုက်နိုင်ပါဦးမလားတိုက်ကောတိုက်ရဲအောင်မလားတိုက်ကောတိုက်သိသေးလားတခါနဲ့ပြီးသွားပြီသူပြန်ပေးထားတဲ့အာဏာဖြစ်သွားပြီရှင်းလားဟောအောင်ပွဲဆိုတာဒီလိုကြည်ရကြလားနားလေတတ်ချင်းခွင့်လွတ်တတ်ချင်းရှင်းသလားလောကရန်ကြီးကိုရင်ဆိုင်ခြင်းနဲ့လောကရန်ကိုအောင်နိုင်ခြင်းနဲ့ဆိုရင်တစ်ဖက်မြင်ဝါဒလေးယထာဘုဒ္ဓဉာဏ်လေးရအောင်ကြိုးစားကြပါလို့ပြောရင်ဒီနေ့ညီကုံသိနေတာပေါ့ရှင်းသလားအဲ့တော့ကိုယ်ခန္ဓာကိုယ်လည်းကိုမျှကြည့်ပါရုပ်ကိုပိုင်သလားနာငေါကိုပိုင်သလားဘယ်ခန္ဓာပိုင်တော့လောကမှာသုံးညတပဲရှိတယ်ဘာပဲရှိတယ်တော့ဦးဇင်းကိုကိုတော်နာမည်ပေးခြင်းနဲ့ Mr. Zero ဟမ်ဗါတဲ့ဖို့တုံညာနော်ကောင်းလားအားလုံးဖို့တုံညာတွေပါပဲဖို့တုံညာနဲ့ဖွားတုံညာပေါ့ဗျာရှင်းသလားရှင်းပါပြီငါလည်းမဟုတ်ငါဥစ္စာလည်းမဟုတ် तू မလို့ तू မလို့ခဲတော့ငါပြီးရင် तू သွားကျင်တယ်အဲ့ဒါသိခဲ့နော်ငါလည်းမဟုတ်ငါဥစ္စာလည်းမဟုတ်လောကမှာငါဆိုတာလည်းမရှိဘူးငါဥစ္စာဆိုတာလည်းမရှိပါဘူးဗျာဒီတိလေးရှိရင်မျှကြည့်လို့ရမရရပါဗျာဒါအခြေခံပါပဲယုံနံသာအမှန်သိရင်ဘယ်သူမှလည်းအပြစ်ဖော်စရာမရှိသလိုဘယ်သူမှလည်းချီးမွမ်းစရာမရှိပါဘူးကဲရတိုက်သူလည်းမရှိသလိုချီးမွမ်းတိုက်သူလည်းမရှိပါဘူးမသိရင်မိုက်မယ်သိရင်လိမ္မာမှာရှင်းလားမသိသူကမသိသလောက်မိုက်ကြတယ်မိုက်တွင်းနဲ့ကြတယ်သိသူဟာသိသလောက်လိမ္မာပါတယ်မကောင်းမှုပြုရမှာကိုရှက်ပါတယ်မကောင်းမှုပြုရမှာကိုကြောက်ပါတယ်ကိုယ်ပါဇက်ကမူသားစကားဆိုရမှာသိရှက်တဲ့သိသူက
မသိသူကလွယ်ပြောပါရှင်းလားသူတော်ဘာအသက်ကိုသားရပြမှာသိသူကသိကြောက်သူတော်ဘာအသက်တစ်ချိန်သက်ချင်းကကိုယ့်အသက်အချိန်များစွာသိရမယ်ဆိုတာသိနေတယ်မလဲရဘူးရှင်းလားလူမိုက်ကတော့လဲတယ်သူဒီတစ်ချိန်မဲ့သူရဲရဲဝံ့ဝံ့သတ်ချလိုက်တယ်နောက်အချိန်များစွာသူသိရမယ်သူမမြင်ဘူးရှင်းလားလူမိုက်တဲ့လူတွေမှာမကွာဘူးလားအခုခင်ဗျားတို့ကသာသနာ့ဘာလူဖြစ်တယ်လားသာသနာတွင်းလူဖြစ်သာသနာတွင်းသားပိသပြီလားကိုပဲမေးကြပါတော့ရှင်းသလားဦးစင်းသိလို့ဘာမှမထူးနော်ဝေဖန်တတ်အောင်သင်ပေးတာရှင်းတယ်နော်ဦးစင်းကသာသနာတွင်းသာသနာဘာသာဆင်းရဲလာကောက်တာလားဟောပါဘူးကောက်ထားလို့လည်းဇာရွက်ကုန်တာဖတ်တင်တာလားရှင်းသလားဘယ်သူမပြုအတ္တာဟိတူသောအကျိုးရှင်းသလားဒါဖြင့်ရုပ်ကိုပိုင်သလားရုပ်ကငါလားငါဥစ္စာနာခန္ဓာရောကိုပိုင်သလားငါလို့ဆိုလို့ရငါလည်းမဟုတ်ငါဥစ္စာလည်းဟုတ်ဒေချာလို့ပါလေအဲ့ဒါသုံးညတအဲ့ဒါဘာခေါ်လဲအဲ့ဒါသုံးညတမြင်အောင်ကြည့်လောကမှာကိုယ်ပိုင်ဥစ္စာရှိသလားအားလုံးကဖြစ်ပြီးရင်ဒုက္ခဓမ္မသင်္ခါရဆိုတာမြဲသလားအဲ့တော့ငါလည်းမဟုတ်တို့တခြားတော့သူမပါသွားလိုက်တယ်ဗျာငါလည်းမဟုတ်ကိုယုတ်ကြီးကိုကြည့်တဲ့ဆံအားလုံးပိုင်လားကိုဖြစ်ရှင်တို့ဖြစ်သလားဒီနေ့မအိုခြင်းမဲနဲ့မနာခြင်းမဲနဲ့မသိခြင်းမဲတရားအောင်မသိကြဘူးလားဒါပေမဲ့ဒါကြီးကငါလားဒါပေမဲ့ငါမှမဟုတ်ရင်ငါနဲ့ဆိုင်တဲ့ငါဥစ္စာရောငါမှမရှိငါဥစ္စာလဲပြီးတော့သုံးညတာဘာနဲ့သိရမသက်မြောင်ကြည့်တော့ရှင်းသလားအဲ့ဒီအတ္တလေးငါမှရှိနေရင်လည်းငါလည်းတစ်ဖက်ဆောင်နေဖြစ်မှာပဲသူ့မှာအတ္တရှိနေရင်လည်းသူလည်းတစ်ဖက်ဆောင်နေဖြစ်မှာပဲအဲ့ဒါနားလေသိကံခွင့်လွတ်ပြီးတော့လောကရန်ကိုကျော်လွှားနိုင်အောင်ကြိုးစားမယ်ရှင်းပြီလားဒါဖြင့်ဘယ်ခန္ဓာဖြစ်ပြီးရင်ဘာသစ္စာသိတဲ့ဉာဏ်ကသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကအဲဒီကဲလို့သစ္စာ၄ချက်တပြိုင်နဲ့ကြိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်အလုံးမမေ့မလျော့မပေါ့ဆပဲနဲ့တစ်ဖက်မြင်တတ်အောင်ကြည်ကြစို့လို့တိုက်တွန်းရင်းနဲ့နာကြစို့